မင်္ဂလာပါရှင်ကျမကပြီးခဲ့တဲ့ရက်ကဝတ်တနီချက်ကလေးချက်စားဖြစ်ပါတယ်စားလို့လည်းကောင်းတာနဲ့ချက်နီးလေးကိုကျမပြန်လဲပြီးတော့မျှဝေပေးလိုက်ပါတယ်နော်ရေတန့်စင်အောင်စီးထားတဲ့ဝတ်သားလေးကိုကျမကစားဒါရှိသားမုံချင်းနှုတ်ဆင်းထားတာလေးရဲ့စနုံမုံလေးအနှဲငယ်နဲ့ပဲငတ်ပြားကြီးအကြီးလက်ဖက်ရည်စွန်းနှစ်စွန်းခန့်ကိုကျမထည့်ပြီးတော့နှဲပြီးတော့နှက်ထားပေးပါတယ်ပြီးရင်တော့အိုးထဲမှာစီအနှဲငယ်ထည့်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နီးချင်းလေးကိုစီတပ်ပါမယ်။နှုတ်ဆင်းထားတဲ့ချင်းကြက်သွန်ဖြူကြက်သွန်နီးလေးကိုကျမကအယောင်တင်မုံလေးအနှဲငယ်ထည့်ပြီးတော့စီတပ်ပါတယ်။ကြက်သွန်လေးတွေခဏလောက်နွန်းလာပြီဆိုရင်တော့ခရုစီလေးတစ်စုံခန်းကိုလည်းထည့်ပြီးတော့စီတပ်ပါတယ်။နောက်ပြီးတော့ပဲငံပြားရီအနောက်ပေါ့နော်ကြာညိုပေါ့အဲကြာညိုလေးလက်ဖက်ရည်စွန်းတစ်စုံခန်းကိုလည်းထည့်ပြီးတော့ကျမစီတပ်ပါတယ်ရှင်။ကျက်သွန်လေးတွေမှုေးလာပြီးတော့အနှဲငယ်နွန်းလာတဲ့ထိစီတက်ပြီးတဲ့နောက်မှာတကြားလေးထမင်းစားစွန်းနဲ့တစွန်းခန့်ကိုလည်းကျွန်မထည့်ခဲ့ပါတယ်အချိုးနည်းနည်းပိုကြရင်တော့2စွန်းလောက်ထည့်လို့ရပါတယ်ရှင်ကျက်သွန်လေးတွေနွန်းလာပြီးမှုေးလာပြီးဆိုရင်တော့နှက်ထားတဲ့အသားလေးကိုကျွန်မထည့်ပြီးတော့လုံးပါတယ်အဲ့လိုလုံးတဲ့အခါမှာရေမထည့်ဘဲနဲ့ပေါ့နော်ဒီအသားကထွက်လာတဲ့ရေလေးနဲ့ပဲလုံးပေးပါတယ်ရှင်အနှစ်တွေနဲ့ဒီအသားနဲ့ပေါ်နှက်ဆအောင်ကလေးတခြားလေးမှုေးပြီးတော့လုံးပေးပါတယ်မှုေးပြီးတော့လုံးတဲ့အခါမှာတော့နည်းနည်းလေးစိတ်ရှိရှိလေးနဲ့ပေါ့နော်လုံးပေးပါတယ်ရှင်ပြီးတော့အဲ့အသားကထွက်လာတဲ့ရေလေးအနှဲငယ်ထွက်လာပြီဆိုရင်တော့အဲ့ဒါလေးကိုဖုံးအုပ်ပြီးတော့ခစ်တည်ပေးထားပါတယ်တောင်းလောက်ကြာပြီဆိုရင်တော့ဒီအသားတွေကိုကျမကရေနွေးလေးအသားမြုပ်အောင်ထည့်ပေးပြီးတော့မှုေးပေးပြီးတော့တဖန်ပေါ့နော်ပြန်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ပေးထားပါတယ်ရှင်မိကတော့နည်းနည်းအရန်အပြင်းလည်းမဟုတ်ဘဲနဲ့အလဲအလတ်လောက်နဲ့ပဲတည်ပေးပါတယ်တောင်းလောက်ကြာလို့ရှိရင်တော့ကျမကအရသာလေးမြည်ကြည့်ပါတယ်အရသာကတော့အပေါ်ငံကအတော်ပဲဒါပေမဲ့လို့အသားမုံလေးနည်းနည်းလိုနေတာနဲ့ထပ်ပေးလိုက်ပါတယ်ပြီးတော့ကျမကတဖန်ပြန်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားပေးပါတယ်ရှင်ခဏလောက်ကြာပြီဆိုရင်တော့အသားမဆလာမုံကလေးထမင်းစားစွန်းနဲ့3စွန်းခန်းကိုကျမထည့်ခဲ့ပေးပါတယ်ပြီးတော့ကျမဗီဒီယိုထဲမှာကျမကမပါလိုက်ဘူးပေါ့နော်ဗီဒီယိုကလစ်ကိုကျမမနှိမ့်မိလိုက်တဲ့အတွက်မပါလိုက်တာကတော့ကြက်သွန်အနီးနှလုံးခန်းကိုလည်းကျမကအကြမ်းလိပြီးတော့ထည့်ခဲ့ပေးပါတယ်နော်ဒီနေရာမှာကြက်သွန်နီကတော့ကျမအနှစ်မလေးများများရချင်လို့ထည့်ပေးခြင်းဖြစ်ပါတယ်ရှင်ကျက်သွန်နီအကြမ်းလေးတွေထည့်ပြီးတော့ကျမကဟင်းအိုးကိုစီပြန်လာတဲ့အထိကျက်သွန်အနှစ်ကလေးတွေနူးအီလာတဲ့အထိတည်ပေးပါတယ်အသားလေးတွေလည်းနူးလာပြီဆိုရင်တော့စားလို့ရပါပြီရှင်